အခုခေတ်မှာရေသူမလို့ပြောလိုက်တာနဲ့တချို့တွေကတကယ်ရှိမယ်လို့ယုံတယ်တချို့တွေကလည်းမယုံကြဘူးအင်တာနက်ပေါ်ကဗီဒီယိုတွေကလည်းအတုလားအစစ်လားခွဲလို့မရတဲ့အခြေအနေကြောင့်ဝေဝါးပြီးဒဏ္ဍာရီတဲ့တသက်ဝါတစ်ကောင်လို့ပဲလူအများထင်ကြပါတယ်ကျွန်တော်ဒီနေ့မှာတော့အင်တာနက်ပေါ်ကရေသူမနဲ့ပတ်သက်ပြီးနာမည်အကြီးဆုံးနဲ့အဖြစ်နိုင်ဆုံးလို့ထင်ရတဲ့ဗီဒီယိုတွေကိုစူးစီးတင်ဆက်ပေးထားပါတယ်ခင်ဗျနံပါတ်5ကြောက်တုံးပေါ်ကရေသူမဒီဗီဒီယိုကလွန်ခဲ့တဲ့12နှစ်လောက်တုန်းက Animal Planet မှာဖော်ပြခဲ့တာပါတငယ်ချင်း2ယောက်ခရီးသွားနေတဲ့အချိန်မှာကြောက်ဆောင်ပေါ်မှာရေသူမကိုတွေ့လိုက်ရတာပါအဲ့ဒီတုန်းကတော့သူတို့ကဖြန်တကောင်လို့ပဲထင်နေခဲ့ကြပါတယ်နံပါတ်4ဒီဗီဒီယိုကလည်း2013မှာ Animal Planet မှာဖော်ပြခဲ့တာဖြစ်ပြီးတော့ Greenland မှာသိပ္ပံပညာရှင်တွေကရေငုပ်သင်္ဘောနဲ့ပင်လယ်အောက်ကိုလေ့လာရေးလုပ်နေတော့မှရိုက်မိခဲ့တာပါဒီဗီဒီယိုကရေသူမဒါမှမဟုတ်ရေထဲကအမျိုးအမည်မသိတဲ့သက်သက်ဝါတစ်ကောင်ကိုအနီးကပ်ဆုံးအထင်ရှားဆုံးရိုက်မိထားတဲ့ဗီဒီယိုဖြစ်ပါတယ်နံပါတ်3ဒဏ္ဍာရီနဲ့ပုံမြင်တွေထဲမှာရေသူမနဲ့လက်ပိုင်တွေကမိတ်ဖက်တွေဖြစ်ပြီးတော့အတူတွေ့ရလေးရှိတယ်ဆိုပြီးပြောကြပါတယ်ဒီဗီဒီယိုကတော့လက်ပိုင်အုပ်စုလိုက်ရေကူးနေတာကိုဒရုန်းနဲ့ရိုက်ကူးထားတာကနေအမှတ်မထင်တွေ့ရှိခဲ့ရတာပါနံပါတ်2 UK ကကမ်းခြေဆောင်အဖွဲ့ကညဘက်မှာကင်းလှည့်ထွက်ရင်းနဲ့ရိုက်ကူးမိထားတာပါဒီဗီဒီယိုကလည်း Animal Planet ကပဲဖော်ပြခဲ့တာဖြစ်ပြီးတော့တော်တော်လေးနာမည်ကြီးခဲ့ပါတယ်နံပါတ်1ခုတွေ့ရမယ့်ဗီဒီယိုကို Marginal Media ဆိုတဲ့ YouTube Channel ကနေပြီးတော့လွန်ခဲ့တဲ့18နှစ်ကတင်ထားခဲ့တာပါရေသူမနဲ့ပတ်သက်ပြီးပထမဆုံးနာမည်ကြီးခဲ့တဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုထဲကသက်သက်ဝါကလူတရုပ်ဆောင်ထားတာဆိုရင်တော့သူ့ရဲ့လှုပ်ရှားမှုကအရန်စမှုဖြစ်ပြီးတော့မြန်ဆန်လွန်းနေပါတယ်ခုချိန်ထိပင်လယ်ကြီးရဲ့ 95% ကလူတွေနဲ့လက်လန်းမမီပဲလေးလာစူးစမ်းမှုတွေမပြုတ်နိုင်သေးတာကြောင့်ကျွန်တော်ကတော့ဒါတွေကတကယ်ဖြစ်နိုင်တယ်လည်းမထင်ဘူးမဖြစ်နိုင်ဘူးလို့လည်းမထင်ပါဘူးခင်ဗျပရိသတ်တို့ရောဘလို့ဖြစ်နိုင်တယ်ဆိုတာကို comment မှာရေးသွားကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦးနောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့ season တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်ကြည့်ကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ